မင်္ဂလာပါရွှေကကျွန်တော်ဒီနောက်ဘက်ပေါ့နော်နောက်လာမဲ့အပတ်တွေဘယ်လိုလာနိုင်လဲဒါကိုကျွန်တော်ပြပြပေးသွားပါမယ်ဆိုတော့ကျွန်တော်ဒီမှာကိုရဲ့ချက်ကိုတစ်ချက်ကြည့်ကြည့်လိုက်မယ်ပေါ့နော်ဆိုတော့နောက်ဘက်မှာကျွန်တော်ရွှေကကြတော့ဒီမှာကျွန်တော်ဆွဲထားတဲ့ဒီဇုံလေးရှယ်ပေါ့နော်ဒီမှာဆိုတော့ဘယ်လောက်ထိသူအကြအားပြန်ပြီးတော့လာနိုင်သေးလဲဆိုရင်4400ဝန်းကျင်ထိဒါလာနိုင်တယ်ဆိုတော့အခုဒါပြီးရတဲ့ဒီတောက်ကြံတွေကဈေးကွက်ပိတ်သွားတာ4493ပေါ့နော်ဆိုတော့ဒီအချက်အား retrieval unit နဲ့အနေထားက4400ပေါ့နော်ဆိုတော့အဝယ်တွေကကျွန်တော်4400ဝန်းကျင်မှာ retrieval ပြန်ယူတဲ့အခါမှာကျွန်တော်ဝယ်လို့ရတယ်ဆိုတော့ဒီ take profit အနေနဲ့ဆိုရင်ကျွန်တော်ဒီအမြင့်ဆုံးပေါ့နော်ကျွန်တော်ဘူးဘက်ဒီ higher point ရောက်ခဲ့တဲ့ဈေးတန်း4550အထိရောက်ခဲ့တယ်ဆိုတော့ဒီမှာကျွန်တော်က take profit TP ယူလို့ရတယ်ဆိုတော့နောက်ထပ်ဈေးတန်းတစ်ခုကကြောင့်ဘယ်ထိယူလို့ရလဲဆို4600အထိဒါယူလို့ရတယ်ဆိုတော့ဒီ4600ကိုဖောက်ရင်တော့ကျွန်တော်အပေါ်တက်လိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်အဝယ်ဒီအနေနဲ့ဆိုရင်တော့ဒါ4400မှာဝယ်ပါဆိုတော့အကယ်၍ကျွန်တော်တို့အယောင်းနေပေါ့နော်ဆဲစုံနေဆိုရင်တော့ကျွန်တော်4600ဝန်းကျင်မှာဒါ short term အယောင်းနေဝင်လို့ရပါတယ်အကယ်၍ဒီ4400ကိုဖောက်ဆင်းခဲ့မယ်ဆိုရင်တော့ဒါအောက်ဆိုဘယ်လောက်ထိရှိလဲဆိုရင်4350နဲ့4300ဝန်းကျင်ထိဒီထိလာနိုင်ပါတယ်ဒါပေမဲ့လည်းရွှေကဒီနောက်ဘက်မှာအတက်အားကပို့ပြီးတော့များပါတယ်ဆိုတော့ဒီသတင်းတွေလည်းရှိပါတယ်သတင်းတွေကကျွန်တော်တို့ဒီ transpeed လည်းရှိတယ် power speed လည်းရှိတယ်နောက်ထပ်နန်းဖန်ပေါ့နော်တကယ်အရေးကြီးဆုံးသတင်းနန်းဖန်သတင်းလည်းနောက်အခုလာမဲ့ပတ်မှာရှိပါတယ်ဆိုတော့နောက်ဘက်ကတော့ကျွန်တော်တို့ဒါအမျက်ယူလို့လည်းကောင်းတယ်သတင်းတွေလည်းအများကြီးရှိရပေါ့နော်ကျွန်တော်တို့ရေတိုလေးတွေ short term လေးတွေလိုက်ပြီးတော့ trade တဲ့သူဆိုရင်တော့နောက်ဘက်မှာအများကြီးအဆင်ပြေပါတယ်ဆိုတော့okay ဒီပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဒီအဝယ်တွေအတွက် recovery နောက်ဘက်မှာကျွန်တော်တို့ပြန်ယူကြပဲဆိုတော့နောက်ဘက်မှာလည်းတော်ရဲ့မိတ်ဆွေများအားလုံးအမျက်ကိုရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် daily analysis လေးလည်းကျွန်တော်တင်ပေးသွားပါမယ်ဆိုတော့ trading ကောက်ဖွင့်ခြင်းတဲ့မိတ်ဆွေတွေလည်းကျွန်တော်ရဲ့ဒီအောက်ကဒီ comment link မှာpersonal chat box မှာလာပြီးတော့အသေးစိတ်မြင်ညာလို့ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်